စဉ်ခါကရှမ်းပုံကြီးတစ်ပါးကျေတော်ရဒီရာတို့ရောက်လာတဲ့ခါဒီရွာလေးလူတွေစကားပြောကြပုံကိုသုံးလုံးကြပုံကိုအသေးချလေးလားဒီမာကကြီးချောင်းရိုးရဲ့ဟိုဘက်ကန်စကကောင်းပင်ကိုဘယ်နဲ့ခေါ်တယ်လဲတကားမမပူရချောင်းရိုးရဲ့ဟိုဘက်ကန်စကတောင်ပင်လက်သာပြင်ခေါ်ပါပူရဒီမနကချောင်းရိုးဟိုဘက်ကန်မှာနှွေကြုံတဲ့ညပေါင်းလေးမမပူရအဲ့ဒါလာမှုတော့ပါတကယ်ပဲမြားကြည့်ပါလို့နေထိုးစင်ကချောင်းရိုးမှာခွေးတဲ့ကောင်မျောလို့ပါခွေးတဲ့ကောင်ဘောကသားစားတဲ့ငှက်ချီဘယ်နဲ့ခေါ်တယ်လဲတကားမမ်ဘာဖွေရခွေးတဲ့ကောင်ဘောကသားစားတဲ့ငှက်ချီလာလာကြည့်ပါထိုးစင်ကဘုံဘုံဒီလိုထွေးလာကြီးဝါနဲ့လူတွေစကားပြောကြရင်လာဆိုတဲ့အခရာရှိတ်ချတကယ်ပဲတုံးတော့ညကြတယ်ထိုးစင်ကဘုံဘုံမှာစွမ်းစားခြင်းမီလို့လားစွမ်းစားခြင်းတန်တော့ဘုံဘုံရဲ့စကားနားထောင်ကြည့်ပါဒီမှာလရကလာငေါတဲ့လာကွာလာစွမ်းကတော့လာကွာလာရကကြီးယာကြီးမှာလရကလာမောတဲ့လာကွာLa suaga toda agua, la gallina, ma la monte toda agua, la suaga toda agua, la